လာပါဂျူဒီယာခတ်ချန်နယ်နဲ့ကြည့်လိုက်ပါတယ်ဒီနေ့ကတော့ခကားတို့မိသားစုပင်းလျာမျိုးကိုတွားတယ်မှာဖြစ်ပါတယ်လာကျူတဲ့ကားလေးရောက်လာပြီးမုံလို့ခကားတို့တွားလိုက်ပါအောင်မယ်အရင်ဦးဆုံးပင်းလျာမှာရှိတဲ့ရှမ်းဆက်ကူလုပ်ငန်းအိမ်လေးကိုတွားလေ့လာမှာဖြစ်ပါတယ်ပန်းချေပြီးပွင့်တဲ့တောင်တန်းလေးယူဆိုင်တဲ့တောင်တန်းမောရှန်တို့ရဲ့မွေးနေ့ရှမ်းပြည်ကချစ်စရာကာယာပျော်ရွှင်ခြင်းနဲ့ပြေဝခဲ့တာရှမ်းဆက်ကူလုပ်ငန်းအိမ်ကိုရောက်ပါပြီမမရှင်းပြတဲ့ဟာလေးကိုလေ့လာလိုက်အောင်မယ်ဒါဟိုကစက်ကူလုပ်တဲ့အခောက်ပေါ့ရှော့ခောက်လို့ခေါ်တယ်နော်ဒါကရှော့ပင်ပေါ့နော်ဒါကသူ့နမူနာစိုက်ပြတာဒီကအိတ်ရှော့ပင်ရဲ့အခောက်ပဲယူရတာဒါအခောက်ပေါ့ခေါ်ရမှနေပူလဲပေါ့နှစ်ပတ်လောက်လဲဟိုအခောက်ခံပေါ့6ခိုင်ပြီးတော့မှစက်ကူလုပ်မယ်ဆိုရင်တညရေးစိမ့်တာဒီနေ့တညရေးစိမ့်ပြီးတော့မှဟိုမိဘူးကပြန်နေ8နာရီလောက်ပြန်ပြုတ်တော့တယ်မလေးပြန်လိုက်ဒီပေးလေအဲရှော့ပင်အင်းလိုက်ပါလိုက်အဲ့ဒီခေါက်တာရေးစိမ့်ပြီးတော့ပြန်နေ8နာရီလောက်ပြန်ပြုတ်ပြီးလို့ရလာတော့အမြင်ဒါကိုမိနစ်20လောက်ပြန်ထူရတယ်လာပဲရောက်ဒီနေ့ပြန်ဖြောသူ့ဘာပြန်ကြီးရဟောပန်းပေါ့အဓိကတော့စက်ကူပဲထည့်ရတယ်ဒါတော့ဒီတော့ဒီဇိုင်းချင်လုံးပေါ့ဒီပန်းပါတဲ့စက်ကူတွေကပြီးခြားပစ္စည်းတွေပြန်လို့မိဘုံတို့တောင်းစားရဲတောင်းချင်းလေးတွေပြန်လို့တယ်ဆိုတော့ဒီကြရိုင်းတို့ Christmas တွေလည်းထည့်လို့ဖတ်တယ်ပဲမှာဟိုဘက်တစ်ဖက်ပြန်ဒီချိန်မှာပြန်ရှော့ကြမှာဆိုလို့ဒီဖြင်းစားပုံမှာတော့ရေနံတုတ်ထားရတယ်တက်ကူခွာတဲ့ချိန်ကျရင်ပြန်ခွာရတယ်လို့ဒီကူထဲမှာနှစ်နာရီလောက်နားလိုက်တော့ကျေးဇူးပါဟိုဘက်မှာ6ပြထောက်တာချာပတ်တဲ့နေပြန်လို့ဒီဘုံတို့အောင်စားရတဲ့တောင်းလေးကိုပုံပေးနေပေါ့စီနေကြတော့အိတ်လေးကိုတက်နေတယ်ပန်းစိတ်ရွက်စစ်နေတယ်
င်ရှိရွာအင်းလေးကိုရောက်ပါပြီမနက်ဖြန်ဆိုလို့ရှိရင်တော့ခခတို့ကိုရှိမိနောက်မီတောင်တက်မှာဖြစ်ပါတယ်ခခဗီဒီယိုလေးကိုဒီမှာပဲခဏရပ်လိုက်ပါမယ်ခခဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်တတား